Namo Tata Bhagavato Arahato Tamatambuddhata Namo Tata Bhagavato Arahato Tamatambuddhata Namo Tata Bhagavato Arahato Tamatambuddhata Buddhana Sividata Nataka Kinasi Andarayo Kadung Tatami Hodu Buddhana Sividata Nataka Kinasi Andarayo Kadung Tatati Hodu Adidante Buddhata Bhagavato Abadihatanyana Anagadante Buddhata Bhagavato Abadihatanyana Pisopanante Buddhata Bhagavato Abadihatanyana Imihi tihi damihi tamanagadata Buddhata Bhagavato Tabang kaya kama nyana pobingama nyana nubri wudang Tabang wasikama nyana pobingama nyana nubri wudang Tabang manokama nyana pobingama nyana nubri wudang Imihi saidamihi tamanagadata Buddhata Bhagavato Nati sandata hani nati dhamadithanaya hani nati viriyata hani Nati vipadanaya hani nati tamadita hani nati vimodhiya hani Imihi dwadata hi dhamihi tamanagadata Buddhata Bhagavato Nati dawa nati rawa nati abuddha nati vigayitata Nati abhyavada mano nati abadi thinkhanubhikha Imihi dharata hi dhamihi tamanagadata Buddhata Bhagavato Namo taddana tamatam buddhana Nati tadagadata kaya dosarita Nati tadagadata wasi dosarita Nati tadagadata mano dosarita Nati adidante Buddhata Bhagavato Patihatanyana Nati anagadante Buddhata Bhagavato Patihatanyana Nati pisopanante Buddhata Bhagavato Patihatanyana Nati tabankaya kamanyana Pobingama nyana nanubri wudang Nati tabang wasikama nyana Pobingama nyana nanubri wudang Nati tabang manokama nyana Pobingama nyana nanubri wudang Imandarana amida adama taba tadana Dana lina tantara bidana agamahadisa Iman ananda dharana parida Dharihi warihi paribhusahi Dadagaye vidana kameya udagina lagiya agina dahiya Nana bhyavi kona ega harako na dvi harako na ti harako Na sadu harako na umadagana mulagan Manautehi amanautehi nahindaga Dan dharana paritan yathakadame Salo mahasalo saliti mahasaliti Bogge mahabogge tampade mahatampade Buddhingami tamingalam Imankho panananda dharana paritan Tada tada ditamatam buddha kodihi patitan Wode awode gandawe agandawe Nomi anomi tiwe adiwe kaye akaye Dharani adharani aini mendi taini mendi Yorokhe maha yorokhe Buddhingami tamingalam Imankho panananda dharana paritan Nawa Naudiyatamatam Buddha Kotihi Bhatitam
ဒိဋ္ဌိလာဒန္တိလာမန္တိလာရောဂီလာခရလာဒုပိလာဣတေနာသစ္စာဝိဇေနသုတိမေဟောတုတပ္ပဒါဣတေနာသစ္စာဝိဇေနသုတိတေဟောတုတပ္ပဒါဗုဒ္ဓနာမြတ်စွာဘုရားရှင်တို့ဤဇီဝီတတ္တအတ္တတော်ဤအန္တရာယောဘေးအန္တရေကိုကေနစီတစုံတယောက်သောသူသည်ကာတုံပြုခြင်းကနတကမတတ်နိုင်တထာထို့အတူမေဘုရားတပည့်တော်အားဟောတုဖြစ်ပါစေတည်းဗုဒ္ဓနာမြတ်စွာဘုရားရှင်တို့ဤဇီဝီတတ္တအတ္တတော်ဤအန္တရာယောဘေးအန္တရေကိုကေနစီတစုံတယောက်သောသူသည်ကာတုံပြုခြင်းကနတကမတတ်နိုင်တထာထို့အတူတေတုံမာကံသင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့အားဟောတုဖြစ်ပါစေတည်းဘဂဝါတော်ဘုန်းတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓတာမြတ်စွာဘုရားအားအတ္တိတံသေးလွန်လေပြီးသောအဖို့၌အပ္ပတိဟတဉာဏံအစီအတ္တအပိတ်အပင်မရှိသောဉာဏ်တော်သည်ဟောတိဖြစ်၏ဘဂဝါတော်ဘုန်းတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓတာမြတ်စွာဘုရားအားအနာဂတံသေနောင်လာလက်တန့်သောအနာဂတ်အဖို့၌အပ္ပတိဟတဉာဏံစီအတ္တအပိတ်အပင်မရှိသောဉာဏ်တော်သည်ဟောတိဖြစ်၏ဘဂဝါတော်ဘုန်းတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓတာမြတ်စွာဘုရားအားပစ္စုပန်နတိပစ္စုပန်မျက်မှောက်ဖြစ်သောအဖို့၌အပ္ပတိဟတဉာဏံအစီအတ္တအပိတ်အပင်မရှိသောဉာဏ်တော်သည်ဟောတိဖြစ်၏တိဟိသုံးပါးကုန်သောဣမေဟိဓမ္မေဟိဤကျေးဇူးတရားတော်တို့နှင့်သမဏဂတ္တပြည့်စုံတော်မူသောဘဂဝါတော်ဘုန်းတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓတာမြတ်စွာဘုရားအားတပ္ပံအလုံးစုံသောကာယကမ္မကိုဖြစ်ပြုအပ်တော်မူသည်ညာနာပုပ္ပင်ကမ္မဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည်ညာနာနုပရိဝတ္တဉာဏ်တော်နောက်သို့အစဉ်လိုက်သည်ဟောတိဖြစ်၏တပ္ပံအလုံးစုံသောဝစီကမ္မနှုတ်ဖြစ်ပြုအပ်တော်မူသည်ညာနာပုပ္ပင်ကမ္မဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည်ညာနာနုပရိဝတ္တဉာဏ်တော်ဤနောက်သို့အစဉ်လိုက်သည်ဟောတိဖြစ်၏အပ္ပံလုံးစုံသောမနောကမ္မစိတ်နှလုံးဖြင့်ပြီးသောအမှုသည်ညာနာပုပ္ပင်ကမ္မဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည်ညာနာနုပရိဝတ္တဉာဏ်တော်ဤနောက်သို့အစဉ်လိုက်သည်ဟောတိဖြစ်၏စာဟိ6ပါးကုန်သောဣမေဟိဓမ္မေဟိဤကျေးဇူးတရားတော်တို့နှင့်သမဏဂတ္တပြည့်စုံတော်မူသောဘဂဝါတော်ဘုန်းတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓတာမြတ်စွာဘုရားအားသန္ဓတတတ္တဝါတို့ဤအကျိုးစီးပွားကိုပြုလို့သောသန္ဓတော်ဤဟာနိဆုပ်ယုတ်ခြင်းသည်နတ္တိမရှိဓမ္မဒေသနာယတရားတော်ကိုဟောပြောခြင်းဤဟာနိဆုပ်ယုတ်ခြင်းသည်နတ္တိမရှိဝိရိယတာသူတစ်ပါးတို့၏အကျိုးစီးပွားအတွက်ဆောင်ရွက်ခြင်း၌လုံလာဝိရိယတော်ဤဟာနိဆုပ်ယုတ်ခြင်းသည်နတ္တိမရှိဝိပဿနာယသင်္ခါရတရားတို့ကိုအနိစ္စအစရှိသောလက္ခဏာ3ပါးဖြင့်ရှုမှုဝိပဿနာဉာဏ်တော်ဤဟာနိဆုပ်ယုတ်ခြင်းသည်နတ္တိမရှိသမာဓိတ္တစိတ်တည်ကြည်မှုသမာဓိတော်ဤဟာနိဆုပ်ယုတ်ခြင်းသည်နတ္တိမရှိဝိမု ക്തി ယအရဟတဖို့ကိုဝင်စားတော်မူခြင်းဤဟာနိဆုပ်ယုတ်ခြင်းသည်နတ္တိမရှိဒွါဒတ္တဟိ12ပါးကုန်သောဣမေဟိဓမ္မေဟိဤကျေးဇူးတရားတော်တို့နှင့်သမဏဂတ္တပြည့်စုံတော်မူသောဘဂဝါတော်ဘုန်းတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓတာမြတ်စွာဘုရားအားတဝါယေမြူလို၍ပြုမှုပြောဆိုခြင်းသည်နတ္တိမရှိ
Rawa the di Luyu Chuyun Pumu Piosu Jin di Nati Mashi Abudan Yandopi Matui Mati Adodea di Nati Mashi Wega Yita Danyan Pi Masi Majin Sodali Pudo Mudi Nati Mashi Abia Wadamano Tudavado Adwe Jangjame Pito Sinalondo di Nati Mashi Abadi Tinkanu Bika Nyampi Masi Majin Liliu Shudo Amudi Nati Mashi Ataradahi Tasashibagondo Imehi Damehi Ijisu Teadoduni Amanagadata Izundo Mudo Bhagavado Bono Chaupani Izundo Mudo Bodhata Nyaswabhya Namo Shikhobai Tadana Kunasu Gondo Tamatan Bodhana Vipati Tiki Wadabu Kakudanda Kona Gamana Kataba Kodamati Hudo Nyaswabhya Shindu Namo Shikhobai Tata Gadata Vipati Sashido Shibhyadu Kedu Lajin Kaundo Mudo Nyaswabhyadu Kaya Dusridan Kupi Puado Makamu Kaya Duziadi Nati Mashi Tata Gadata Nyaswabhya Wasi Dosaridan Nupi Puado Makamu Wasi Duziadi Nati Mashi Tata Gadata Nyaswabhya Mano Dosaridan Sipi Puado Makamu Mano Duziadi Nati Mashi Adidante Luli Pido Apokala Nai Bhagavado Bono Chido Mudo Bodhata Nyaswabhya Padihadanyana Sita Pipinjin Shido Nyando Di Nati Mashi Anagadante Naula Latando Anaga Apokala Nai Bhagavado Bono Chido Mudo Bodhata Nyaswabhya Padihadanyana Sita Pipinjin Shido Nyando Di Nati Mashi Pisopanante Nyamaudo Apokala Nai Bhagavado Bono Chido Mudo Bodhata Nyaswabhya Padihadanyana Sita Pipinjin Shido Nyando Di Nati Mashi Bodhata Nyaswabhya Taban alone sondo Kaya Kama Kupi Puado Mudi Nyana Pobin Gama Nyandolaye Shidwa Mashi Jindi Nati Mashi Nyana Nyando Tu Nanupari Woda Asimalai Chindi Nati Mashi Bodhata Nyaswabhya Taban alone sondo Wasi Kama Nupi Puado Mudi Nyana Pobin Gama Nyandolaye Shidwa Mashi Jindi Nati Mashi Nyana Nyando Tu Nanupari Woda Asimalai Chindi Nati Mashi Bodhata Nyaswabhya Taban alone sondo Manokama Sipi Puado Mudi Nyana Pobin Gama Nyandolaye Shidwa Mashi Jindi Nati Mashi Nyana Nyando Tu Nanupari Woda Asimalai Chindi Nati Mashi Imandarana Iya Sondi Wa Isangta Ado Dharana Parito Di Amidam Manaishin Adaman Tumya Jinle Mashi Tabatadana Katindo Tadawa Pondu Dana Miku Kugwaya Lephi Lina Po Ang Leleang Ya Lephi Tantara Bia Bidana Tantara Bigu Chao Yundo Dudo Agan Alum Yato Parita Ayada Phi Mahadisa Chido Tagushin So Anubo Shido Parita Ayada Phi Ananda Chitta Ananda Imandarana Parita Idu Taguti So Anubo Chimyato Dharana Paritogo
ဒါရီဟိရွတ်ဆောင်လောဝါရီဟိမတ္တလောပရိပု္ပ္ပာဟိမေးမြန်းစူးစမ်းဆင်ခြင်လောတတ္တထိုသူရွတ်ဆောင်မတ္တာမေးမြန်းစူးစမ်းဆင်ခြင်သောသူဤကာယေကိုယ်၌ဝိတံမွေနဂစတိတို့၏အစိတ်တိနကမေယမကြရောက်ရာဥဒကေရေ၌နလက်ကေယမညိတွယ်မနှင့်မွန်ရာအဂိမိတိနာတဟေယမလောင်ကျွမ်းရာနာနာဗျာဝိကောအထုထုအပြားပြားများစွာသောဘိယံတို့သည်မထိမရောက်နိုင်ရာနဧကဟာရကောတစုံတယောက်သောသူများတရက်မကောင်းကြံသောသူသည်လည်းမကြံနိုင်ရာနာဒွိဟာရကောနရက်မကောင်းကြံသောသူသည်လည်းမကြံနိုင်ရာနာတိဟာရကောသုံးရက်မကောင်းကြံသောသူသည်လည်းမကြံနိုင်ရာနာစတုဟာရကောလေးရက်မကောင်းကြံသောသူသည်လည်းမကြံနိုင်ရာနာဥမ္မတကံယုတုပြန့်လွင်သောအနာလည်းမဖြစ်နိုင်ရာနမူလကံတွေးဝေမိုင်မဲသောအနာလည်းမဖြစ်နိုင်ရာမနုဿေဟိလူတို့သည်၎င်းအမနုဿေဟိဘီလူတို့သည်၎င်းနာဟိန္ဒကမငင်းစေမဖြက်စီမနှိမ့်ဆက်နိုင်ရာတံဒါရဏပရိဒံထိုဒါရဏပရိတောသည်ယထာကတမေအဘေတိတို့နိဟုမူကားဇာလောစัจ java ဝလကဘာ1000ကိုလောင်ကျွမ်းစေသောနေခုနှစ်စင်ဤအရှင်ရသောကဲ့သို့ဘေးရန်အန္တရာယ်အပေါင်းတို့ကိုလောင်ကျွမ်းပယ်ဖြောက်နိုင်သည့်တကုရှိန်သောအာနုဘောရှိ၏မဟာဇာလောနတ္တကြနဂကလုဘုံမံဘလူရခိုင်စရှိသည်တို့ကိုတာမြင်နိုင်သောတန်ကွန်ရနှင်းတူသောဘုံတကုရှိန်သောအာနုဘောရှိ၏ဇာလေတေယေမိမိခိုးသူမချစ်မနစ်လူသောသူဆိုသောယံသူအန္တရာယ်ပေါင်းကိုလည်းပေရှားတာမြင့်နိုင်၏မဟာဇာလေတေရောဂန္တရကတထန္တရကဒုဗေကန္တရကဟုဆိုသောကသုံးပါးတို့မှကင်းလွတ်စေနိုင်၏ပုဂ္ဂေအမိဝံတွင်၌ပဋိသန္ဓေနေတော်လဲအကျင့်စွန့်ခြင်းနာပင်ခြင်းယုတုပြန့်လွင်ခြင်းအနာမျိုးတို့မှလွတ်စေနိုင်၏မဟာပုဂ္ဂေသစ်ပင်တောင်ကမ်းကျောက်တို့မှကြာညတော်လဲမသေးနိုင်ရာတံပတ္တိမယသေးသောစည်းစိမ်ချမ်းသာယေရနာဥစ္စာပေါင်းတို့ကိုလည်းရစေနိုင်၏မဟာတံပတ္တိရပြီးသောစည်းစိမ်ချမ်းသာယေရနာဥစ္စာပေါင်းတို့ကိုလည်းကြီးကျယ်ပြန့်ပွားများပြားစေ၏ဝုတေကံမိဟုတ်မှန်သောအဖြစ်တမင်္ဂလံအမိုက်ပြောက်၍အလင်းရောက်နိုင်၏အာနန္ဒจิตာအာနန္ဒာခောပါဏစင်စစ်မှုကားဣမံဒါရဏပရိဒံဤဒါရဏပရိတောကိုတတ္တတတတိသမ္မာသမ္ဗုဒ္ဓကောတိဟိ89ကရေကုံသောဘုရားရှင်တို့သည်ပါတိတံကောင်းစွာဟောတော်မူအပ်ပြီဝတ္တေကောင်းသောကျိုးနှင့်ရှင်ဤအဝတ္တေမကောင်းသောကျိုးနှင့်မရှင်ကန္တဝေကောင်းသောတရားရတာနာမျိုးကိုဆောင်၏အကန္တဝေမကောင်းသောတရားရတာနာမျိုးကိုမဆောင်နောမေကောင်းသောစိတ်နှလုံးကိုဆောင်၏အာနောမေမကောင်းသောစိတ်နှလုံးကိုမဆောင်တေဝေသူတော်ကောင်းတို့နှင့်ပေါင်းဖော်ရှင်တွဲမိဝဲရသည်ဖြစ်၏အတေဝေသူတော်မဟုတ်သူယုတ်တို့နှင့်မပေါင်းဖော်မရှင်တွဲမမိဝဲရသည်ဖြစ်၏ကာယေကောင်းသောကိုယ်ကိုဖြစ်စေ၏အကာယေမကောင်းသောကိုယ်ကိုမဖြစ်စေရဒါရဏီကောင်းသောကုသိုလ်အမှုကိုပြုဆောင်ရ၏အာဒါရဏီမကောင်းသောအကုသိုလ်အမှုကိုမပြုဆောင်ရအိန္ဒီကောင်းသောအိမ်မက်ကိုမြင်မရ၏မိန်လီမကောင်းသောအိမ်မက်ကိုမမြင်မရတိန်လီကောင်းသောတိန်နမိတ်ကိုမြင်ရ၏မိန်လီမကောင်းသောတိန်နမိတ်ကိုမမြင်ရယောရုခေတိပြီးသောတပင်တို့ကိုရှင်းစေနိုင်၏မဟာယောရုခေရှင်ပြီးသောတပင်တို့ကိုလည်းအကိုင်းအခက်အရွက်လက်နှင့်ပြည့်စုံစေနိုင်၏
ဘုဒ္ဓင်ကမိဟုတ်မှန်သောအဖြစ်တမင်္ဂလံအမိုက်ပြောက်၍အလင်းရောက်နိုင်၏အာနန္ဒจิตအာနန္ဒာခောပနာစင်စဉ်မူကားဣမန္တာရဏပရိဒံဤဒါရဏပရိတောကိုနဝနာဝတိယသမ္မာသမ္ဗုဒ္ဓကောတိဟိ96ဂရေကုံသောဘုရားရှင်တို့သည်ဗာတိတံကောင်းစွာဟောတော်မူအပ်ပြီဒိဋ္ဌိလံမကောင်းသဖြင့်ကြံသောသူတို့၏အကြံစီကိုလည်းသိမြင်နိုင်၏ဒန္တိလာဒါလံလက်နက်လေးမြာမိပေါအမြောက်အစရှိသောဘေးတို့သည်လည်းမထိရောက်စေနိုင်မန္တိလမန္တမန္တယဂါထာအင်းအိုင်တို့သည်လည်းထမြတ်နိုင်၏ရောဂိလာရောဂအန္တရာယ်မျိုးမျိုးတို့ကိုလည်းပယ်ဖြောက်နိုင်၏ခရလာကျမ်းတန်ခမသောနာယောဂမျိုးတို့လည်းမထိရောက်နိုင်ဒုဗ္ဗိလကျိုးတိတ်တန်ချေခြင်းကပ်ပြီးတွင်လောင်ပင်တကလေတော့ကိုလည်းလွတ်စေနိုင်၏ဣတိနာသစ္စာဝေစေနာဤသို့မှန်ကန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်တပ္ပဒာနိယောညင်ပါဘေခမယိအခါခတ်သိမိဖရာတပိတော်အားတုတိကိုစိတ်နှပြจิตာရွှင်ပြကျမ်းမာ၍ချမ်းသာခြင်းသည်ဟောတုဖြစ်ပါစေတည်းဣတိနာသစ္စာဝေစေနာဤသို့မှန်ကန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်တပ္ပဒာနိယောညင်ပါဘေခမယိအခါခတ်သိတေတုမကံသင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့အားတုတိကိုစိတ်နှပြจิตာရွှင်ပြကျမ်းမာ၍ချမ်းသာခြင်းသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်း